ဝါတလုံးကိုဒီတိုင်းရောင်းလို့ငွေ1000ရတယ်ဆိုပါစို့အဲ့ဒီဝါကိုခွဲရှမ်းစိတ်ဖြာမယ်ပြီးတဲ့အခါထရံရက်ရောင်းလိုက်ရင်ငွေ1000လောက်ရလိမ့်မယ်အဲ့ဒီဝါကိုပဲတွားကြထိုးတန်အဆင့်ထိအနုစိတ်ခွဲချမ်းစိတ်ဖြာပြီးတော့ရောင်းနိုင်ရင်တော့ငွေ2000 3000လောက်ထိရနိုင်ပါလိမ့်မယ်ဒါကပညာနဲ့တယံဇာတပေါင်းဆက်မှုကနေဖြစ်ပေါ်လာတဲ့ငွေရှာနည်းဖြစ်ပါတယ်နိုင်ငံတနိုင်ငံသို့မဟုတ်လူတစ်ယောက်ဆင်းရဲတယ်ဆိုတာကို့မှာရှိနေတဲ့အရင်းအမြစ်တွေမှာပညာပေါင်းထည့်နိုင်ခြင်းမရှိတာကြောင့်ဆင်းရဲခြင်းဖြစ်ပါတယ်နိုင်ငံတနိုင်ငံရဲ့တယံဇာတဖြစ်တဲ့တစ်တော်တွေရှိနေတယ်ဒါပေမဲ့လည်းတစ်ကိုအလျှောတယ်ပြုလုပ်နိုင်တဲ့အတတ်ပညာမရှိရင်တော့အလုံးလိုက်ခုတ်ပြီးတော့ရောင်းကြရတယ်ဒီတော့တစ်လုံးဈေးပဲရလိုက်တယ်တခြားပညာတတ်တဲ့နိုင်ငံတွေကတစ်လုံးကိုဝယ်အလျှောတယ်တွေထုတ်ပြုလုပ်ရောင်းချအစာပေါင်းများစွာအမျက်အစွန်းတွေရသွားတယ်ဆိုတာပညာအရင်ခံကွာသွားတာကြောင့်ပါဒီလိုပဲလူတွေမှာလည်းငွေကလေးကနေအရင်းအမြစ်တွေဖြစ်တဲ့ရှေးကောင်းလက်ကောင်းတန်တန်မာမာနဲ့မွေးဖွားလာကြတာချင်းအတူတူဒါပေမဲ့တချို့လူတွေကသူတို့ရဲ့မွေးရပါအရင်းအမြစ်ဖြစ်တဲ့တန်ဆွမ်းတဲ့ခန္ဓာကိုယ်နဲ့ပဲအားပြုပြီးတော့ငွေရှာကြတယ်အတက်ပညာအသိပညာတွေပေါင်းမထည့်ကြဘူးဒီတော့တဘွားလုံးပင်ပင်မစင်းစင်းရဲရဲနဲ့ပဲငွေရှာကြရပါတယ်တချို့လူတွေကတော့ကျမ်းမှာတန်ဆွမ်းတဲ့ခန္ဓာကိုယ်မှာအသိပညာအတက်ပညာတွေပေါင်းထည့်ကြတယ်ကိုယ်စမ်းညွန်စွမ်းကိုအစွမ်းကုန်အသုံးချပြီးတော့ငွေရှာတဲ့အခါတခြားသူတွေထက်ပိုပြီးတော့မြန်ဆန်ကြီးပွားတိုးတက်သွားကြပါတယ်ဒီနေ့ကဘာကြီးဟာနီးပညာခေတ်တနည်းအားဖြင့်ပညာခေတ်ကြီးပါဒီခေတ်ကြီးထဲမှာလေ့လာသင်တဲ့ပညာရက်တွေကိုလေ့လာသင်ယူထားမှဘဝဟာပို့ပြီးတော့အဆင်ပြေရှုံးမွေနေပါလိမ့်မယ်ဒီလိုမဟုတ်ဘဲနဲ့ဝါကိုခုတ်ဝလုံးအဖြစ်နဲ့ပဲရောင်းတဲ့အသိပညာလောက်ပဲရှိနေသေးရင်တော့ဘဝဟာအမြဲတမ်းအခက်ခဲပင်ပန်းနေရပါတယ်အောက်ကြနောက်ကြဆိုတဲ့မြန်မာစကားဆိုတာရှိပါတယ်သူများထက်အသိပညာတွေအတတ်ပညာတွေအောက်ကြနေရင်သူများထက်အရာရာနောက်ကျကြံခဲ့ပါလိမ့်မယ်ဒါကြောင့်မလို့အောက်ကြလို့နောက်ကျမကြံခဲ့ကြစီဖို့အတွက်တည်ထားတဲ့အတတ်ပညာတွေကိုလေ့လာပါသင်ယူပါဒါမှသူများရဲ့ရှေ့ကိုရောက်မနေသေးရင်တော့မှရင်မောင်တန်းပြီးတော့လိုက်နိုင်နေသူဖြစ်နေပါလိမ့်မယ်